ဒီကနေ့ဖျားသခင်ရဲ့ကောင်းမြတ်တော်မူခြင်းအပြင် in Assumption Intermediate Seminaries Mia entrance ဆာမီပွဲအောင်မြင်ကြလို့ဒီကနေ့မိစားတရားတော်မြတ်နဲ့ကိုရင်လောများကိုသင်္ကန်းပြီးခြင်းကျင်းပနိုင်တာဖြစ်ပါတယ် The entrance ဆာမီပွဲဆိုတာလွယ်တလူရက်တော်ဖြစ်တဲ့ဘဝကိုအဆုံးအဖြတ်ပြီးတဲ့ဆာမီပွဲဖြစ်တယ် ဘုရားရဲ့ကြီးတော်နဲ့တို့ရဲ့သာသနာကိုရလေးတွေကအောင်အောင်မြင်မြင်နဲ့ဆွဦးနိုင်တယ်ဘုရားရဲ့လည်းချီးမွမ်းကြမှာဖြစ်ပါတယ်အဲ့ဒါလည်းဘာအတွက်လဲဆိုတော့သာသနာပြုခြင်းအတွက်ပဲဖြစ်ပါတယ်သာသနာပြုရမယ်ဘယ်ကနေစသလဲအဲ့ဒါဘုရားကခေါ်လို့လူတွေကိုခေါ်တဲ့အခါဘုရားအလကားခေါ်တာမဟုတ်ဘူးမြတ်စွာစားပွဲတော့လုပ်တယ်ဒါပေမဲ့စီလွတ်ဘူးအဲ့ဒါအဓိကဟုတ်သင်္ကန်းရကြပြီဒီသင်္ကန်းရဒီထိဘုရားစကားဘယ်လောက်ထိရင့်ကျက်တယ်လဲနိုင်ငံကြီးလူမျိုးကြီးတွေလည်းဘယ်လောက်ထိနားလဲတယ်အဲ့ဒါတွေကသမာကျမ်းစာနဲ့ရှင်သွင်းနေတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဒီသာသနာပြုမဲ့နေရာမှာမရှိမဖြစ်လိုအပ်တဲ့အရာတွေကပါလဲဆိုတော့နိတိမှုမှာဝမ်းမြောက်စွာလန်းတရားနေအဲ့ဒါပြီးရင်လေဝါကားလိုက်ကိုချစ်မြတ်လို့ရမည်တချို့ရဟန်းသားတွေကကားလိုက်ကိုဖက်ပြီးတော့ကိုယ်ရဲ့အမှုတော်ဆောင်ဖြစ်တဲ့အကြောင်းသိသိကြတယ်နံပါတ်3အနေနဲ့ရည်ပြိုငါလို့စုတောင်းတရားမည်အဲ့ဒါဆိုတချို့ဘာသာသူပြားပဲဖြစ်ဖြစ်ဘုန်းကြီးစစ်စစ်တွေကအလကားနေတာအောက်မိတာမဟုတ်ဘူးကမ္မထာစုတယ်စုတောင်းတယ်ဒီစိတ်ပတိစိတ်တယ်အဲ့ဒါတွေကဘုရားကျောင်းထဲမှာမကဘူးမိမိတို့ရဲ့ဒီရှင်တော်ဝိညာဉ်တော်ရဲ့ဗိမာန်တော်ဖြစ်တဲ့နှလုံးသားကဝရီတောင်ပေါ်မှာစိုက်ထူထားတဲ့ကားလိုက်အောင်မှာကျွန်တော်ဥမြတ်ပြီးတော့စုတောင်းပတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်ကျွန်တော်ခရစ်ယာန်တရားတွေကားလိုက်ကိုကဝရီမှာမချန်ထားကြဘူးနှလုံးသားထဲမှာစိုက်ထူရမည်ဒါကြောင့် Prophet Hesaya ကပြည်နင်တာခါရလို့မောင်မိုက်တဲ့ကာလအလုံးခက်ခဲပြီးတော့စမ်းသပ်မှုတစ်ခုကိုဖြတ်ပန်းခဲ့ရတဲ့ဣသရေလလူမျိုးများကိုခွန်အားနဲ့တင်မှုပြီးတဲ့အခါမှာဇာကူအခါယေရုရှလင်မြို့အတွက်နိတိမ်မှုအချိန်ရောက်လာပြီဖြစ်သည်ဝမ်းမြောက်မှုနဲ့ကြောက်ရွံ့မှုကိုဝမ်းမြောက်ခြင်းနဲ့အစားထိုးရတော့မည်ဝမ်းမြောက်ကြတော့သူနဲ့သူဝမ်းမြောက်ကြတော့ဆိုပြီးတော့ Prophet Isaiah ကအားနည်းနေတဲ့ Israel လူမျိုးတွေကိုပေါ်အားနဲ့နိတိမ်မှုပြီးအဲ့ဒါ Isaiah ခန်းကြီး66ခန်းငယ်30မှာဖတ်တယ်ဆိုရင်ခံစားမှုအပြည့်အဝနဲ့သူတို့ရဲ့ဘဝကိုနားလည်ပါလိမ့်မယ်ဒီဖေခေါ်ချက်ကဝမ်းမြောက်ခြင်းအတွက်ကြီးမားတဲ့ဖေခေါ်ချက်ကိုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့
ထာဝရဘုရားဟာတန်ရှင်းသောမြို့တော်နဲ့နေထိုင်သူမြို့သူမြို့သားတွေအပေါ်မှာနိသိမ့်မှုမိခင်ရဲ့နိသိမ့်မှုတွေရည်စည်းကြောင်းနဲ့အတူတွန်းလှန်မဲ့ဖြစ်တဲ့အတွက်တင်ဒီသူရဲ့တင်ပါပေါ်မှာခြီဆောင်ခြင်းကိုခံရလိမ့်မည်မိခင်တို့ကနိသိမ့်ပြီးတကယ်လို့ငါရလည်းတင်လို့ကိုနိသိမ့်မည်လို့ဘုရားခင်က prophet Isaiah ကနေသူရဲ့လူမျိုးတော်တွေကိုနိသိမ့်ပြီးထားတယ်ဒီဓမ္မကျမ်းစာဘုရားရဲ့လူမျိုးတော်ဆိုတာဂုဏ်ယူဆရာကောင်းတယ်ဒါပေမဲ့ဘုရားသခင်ကတနာကျင်နာတတ်တဲ့ဘုရားဖြစ်ပြီးမြဲသူရဲ့လူမျိုးတွေကသူပြောတဲ့အတိုင်းကျင့်ဝတ်တွေကိုမလိုက်နာတခြားလူမျိုးတွေရဲ့ဒီကြောက်ရွံ့ဒီပါဒီကူးကွယ်တဲ့အချိန်မှာမတနာကျွန်းတော်မှာခံခဲ့တယ်အီဂျစ်ပြည်မှာအနည်း400ကျော်တော့ကျွန်းခံနေဆိုတော့နေတဲ့ဒဏ်ပြီးချင်းမျိုးမဟုတ်ဒါနဲ့ဘုရားသခင်တွေ့လူမျိုးတော်တွေကိုမုန်းသလားမမုန်းချစ်လွာကြည့်တော့ကျွန်တော်တို့ကိုတမိုင်းရဲ့အနေနဲ့အီဂျစ်ပြည်မှာရှိတဲ့ပီရမစ်တွေကိုဣသရေလလူမျိုးတွေကဆောက်ထားတဲ့အရာတွေဖာရောမင်းကြီးကတုံးပြီးတော့ခိုင်းပြီးတော့ကျွန်းတော်ဘောက်လိုခိုင်းတဲ့အရာသူလက်ဓာတ်တွေခုထိရှိသေးတယ်အဲ့ဒါကျွန်းဘဝနဲ့ပီရမစ်ဣသရေလလူမျိုးတွေရဲ့ဘဝကျွန်တော်တို့သိနေတယ်အဲ့ဒါကြောင့်ဘုရားသခင်ရဲ့နိသိမ့်မှုကျွန်တော်တို့ကရှာရမည်ဒါကြောင့်ဝမ်းမြောက်မှုကိုဥစွာခံစားရမှာသူဝမ်းမြောက်မှုကိုအခြားသူတို့ထံပြန်လည်ဝေမျှနိုင်မှာဖြစ်ပါတယ်သာသနာ့လုပ်ငန်းမှာအတီးအပွင့်ဒီထုံးကားမှုဆိုရင်ဘုရားသခင်နိသိမ့်မှုကိုခံစားပြီးမှသူနိသိမ့်မှုကိုအခြားသူများထံလက်ဆင့်ကမ်းနိုင်ဖို့ရာအရေးကြီးပါတယ်ဆရာတော်တတိရတယ်ဟိုပရမဝုဆုံးသားမွေးဖွားမဲ့တယောက်ကိုဟိုအပြူမလည်းရောကူမီရှာတယ်သူတို့ကိုယ်တိုင်ကလေးမမွေးဘူးဆိုတော့ဘယ်လိုမွေးပြီးမလဲမသိဘူးကလေးမွေးဖွားခြင်းအခက်အခဲနဲ့ဆုံးသွားရှာတယ်အဲ့ဒါလေးခုမှမရှိတဲ့ပညာနဲ့သူများကိုကူညီလို့မရဘူးခုစီမှမရှိတဲ့တရားနဲ့သူများစီမှတရားဟောလို့မရဘူးကျွန်တော်တို့ဒီကနေ့အဲ့ဒါသတိထားရမယ်အချို့တော့ကျွန်တော်တို့ညာဘုံတော်ကြီးပဲဖြစ်ဓမ္မဆရာတွေကတော့အာရပါရဟောတယ်အားကောင်းတယ်အမေသူများရဲ့နှလုံးသားထိသလားမထိဘူးလားဆိုတာလဲပြန်ရှင်းစားရတယ်အခါလေးကျွန်တော်တို့ရဲ့ပူလ်ပစ်ဖျားရှင်ကိုအဟဲထူတဲ့နေရာမှာဖြစ်စီဖို့တော့အရေးကြီးတယ်အခါလေးတို့ဖျားကျောင်းကနေအကြာကြီးဆုတောင်းပြီးတော့အိမ်ရောက်တဲ့အချိန်မှာလာရှာဖို့စတော့လာမျိုးလဲတိထားတင်တယ်ကျွန်တော်အခါတတိရနေတယ်ကျွန်တော်ဦးလေးအိမ်မှာအေးစစ်စစ်အလိုလိုဟောဒါလိုပြောမှလည်းနုံကတော့ကဲဘုရားတရားရှိတယ်လို့ဘုရားကျောင်းသွားတယ်ဘုရားကျောင်းကနေပြန်လာတော့ဦးလေးကိုဝါဆောလာဆောရောနေဒိဋ္ဌိဘုရားကျောင်းမသွားဘူးနေတာလာတော့ခရစ်ယာန်မဟုတ်ဘူးနေဘုရားကျောင်းသွားတယ်ငါ့ကိုဆဲတယ်ငါဘုရားကျောင်းမသွားဘူးနေသူအလုံးလုံးတယ်အပြုံးလေးနဲ့လက်ခံတယ်နေရတာပဲလို့ဘုရားကျောင်းသွားတဲ့ပုဂ္ဂိုလ်ကသုံးခံအဆုံးဘဝနဲ့
တရားလာတဲ့သဘောလို့ဆရာတော်သတ်မှတ်နေတယ်ဆိုတော့ကျွန်တော်တို့ဘဝမှာလေဝါကားတိုင်းဒီကနေ့နာသာသနာပြုခြင်းနဲ့လေဝါကားတိုင်းတံပေါ်ကိုရေဂလာတီလူဘာသာတူထန်ဇီတာတဲ့ဆာမတခင်ခရစ်တော်ရဲ့လေဝါကားတိုင်းမှာလွဲပြီးကျွန်ုပ်မှာဝါကြွားเสียမရှိပါဂလာတီအခန်းကြီး6ခန်းငယ်14မှာအတိအလင်းတံပေါ်လွာပြောထားခဲ့ဒါကြောင့်တခင်ခရစ်တော်ရဲ့အမတ်သားများဟာလေဝါကားတိုင်းပေါ်မှာအပေခံတော်တဲ့သူ့ရဲ့ဒဏ်ရာတော်များကိုဧဝံဂေလိတရားတော်ရဲ့တမန်တော်တဦးအနေနဲ့သူ့ဘဝရဲ့ထူးခြားတဲ့အမလက္ခဏာဖြစ်ရှင်ဘောရဝဆိုထားပါတယ်တချို့ယဟန်သားတွေမှာဒဏ်ရာတော်၅ပါးရှိဒီဒဏ်ရာတော်တွေကအလကားမဟုတ်ဘူး Friday တိုင်းမှာနာလာတယ်ပြောရတော့တော်ကိုနေလို့မရထဲလို့မရတော့တော်ကိုနာကျင်တယ်ကြိုက်ခဲတယ်ပြောရတော့ဘုမဆိုပါတဲ့ပြီးကိုသူမတိုင်းရတော့ရှိအဲ့ဒါကြီးတခင်ခရစ်တော်နီးသူကျွန်တော်တို့ကပြောပြလို့မရနားလေနားမလဲရတဲ့တခင်ခရစ်တော်ရဲ့ဒဏ်ရာတော့အဲ့ဒါလေးကိုသူချစ်တဲ့လူတွေပဲပြီးတယ်သူ့ကိုကောင်းကောင်းမွန်မွန်တိတိခံနိုင်မဲ့လူတွေအဲကြောင့်ကျွန်တော်တို့ကအားနေခြင်းနဲ့ဆုံးနေခြင်းနဲ့တွေ့ကြုံရတဲ့အခါဝမ်းမြောက်ခြင်းနဲ့ခရစ်တော်ရဲ့နိတိမ်မှုကိုလည်းပဲတွေ့ကြုံခံစားရမယ်ဆိုတာကျွန်တော်တို့သခင်ခရစ်တော်ရဲ့နေလာတဲ့ပါစကာတဲ့ရချက်ဖြစ်ပါတယ်ဒါကြောင့်အတင်းတော်ရဲ့သာသနာပြုခြင်းကိုစဉ်းစားစီတဲ့အရာပါလဲဆိုတော့ခုနပါစကာနဲ့နေရချက်အဲ့ဒါကြောင့်ကျွန်တော်တို့ခရစ်ယာန်တွေရဲ့ဘဝမှာတခင်ခရစ်တော်ကိုချစ်မြတ်နိုးခြင်းသူ့ဒုက္ခခံလို့ခြင်းလူအိုက်ရအတိခံခြင်းအဲ့ဒါလည်းတက်ပြီးပါအဲ့ဒါဆို Maximilian Kolbe ကိုအသက်ခံမဲ့ယောက်ျားကိုကဲခဲ့သူကတော့မူပြီးငါအမျိုးသမီးနဲ့ငါသားသမီးဒီဘယ်သူကလှုပ်ကြွေးတော့မှလဲဘာမှမလုပ်ဖတ်သေးဘူးသမင်းစားဖို့တော့ပဲသူတို့ကအချိန်မှန်တာလှုပ်เสียဆိုတော့မလုပ်တတ်တဲ့အချိန်ဘယ်လိုလုပ်ရတော့မလဲဆိုပြီးတော့ဝမ်းနဲ့ပက်လက်နဲ့ခံစားချက်အပြည့်အဝနဲ့ငူရတဲ့အချိန်မှာမြေကြီးပြတ်တစ်ဖောက်ပေါက်ချဒီနေရာမှာ Maximilian Kolbe နေရာစားငါပြပါမယ်အဲ့ဒါတွေကတင်းတော်ရဲ့တမိုင်းမှာကြံကြည့်တယ်ကားရိုက်ခိုင်းယဟန္တာတရားဒီတခင်ခရစ်တော်ရဲ့နီးသူတည်တည်ပြနိုင်ခဲ့လို့ဆုတောင်းနိုင်ခဲ့လို့သာသနာပြုနိုင်ခဲ့လို့ဒီကနေ့ရှင်လူကာခန်းကြီး30ခန်းရဲ့နေ့မှာဇေတင်းဆရာအတိအလာများစွာစီဤလို့ဆောင်တော်သူတို့ကနေကြသူကြောင့်ဒီလေတွန်းထဲမှာလို့သားများကိုစီလွတ်တော်မူပါမည်အကြောင်းလေပိုင်ရှင်ကိုတောင်းလျှောက်ကြလောဆိုပြီးတော့သခင်ခရစ်တော်ကတပည့်တော်တို့ကိုမိန့်မှာထားတယ်အဲ့ဒါမိန့်မှာထားတယ်အဲ့ဒါလူသားများကိုပူဆောင်ပါဇိတ်တင်းသူလူသားဒီနေပါနေတယ်ဆိုတဲ့အချိန်မှာကိုယ့်ရဲ့သားသမီးတွေကိုပြီးရတဲ့မိဘတွေကအာတကယ်ကိုဆွေလုံးမွေလုံးတွေကိုလူဒန်းတာဖက်ဘုရားကျောင်းဆောင်လေးပါးဒီမှာစောက်တာဖက်ကိုသားသမီးတွေကိုလူဒန်းတယ်ဆိုတာအမြင့်ဆုံးတော့လူဒန်းခြင်းဖြစ်တယ်ဆိုတာဆရာတော်တွေနဲ့မတန်းတဲ့လိုပါလေအဲကြောင့်ဆုတောင်းခြင်းကဘယ်လောက်ထိအရေးကြီးသလဲ
do Polano Moduare Pope Benedict XVI ma yani Magia Khana Piole si de Ayabale Sura. Ateno ha Chinodo ye Pisios ha Hobu Pia can by side atendo Siberia mele Gondile Pia by side Aya Dajo Badana Longan Sura Adika Api Giro Neta this side Giro Sura Leto Namale Piano Roa Tupa Sura Doe Telemo Mele Tupa La Tupa Le Sura Sien San Sia City La Jondi Giro Ne Sura Chema Tamano Taba Tabu Anine Su Dong Chema Moi Kwa La Lien Su Dong Chen Nai Tuye Tamano Lo Ngamia Alene Ko Aji Yuku Tui Si Na Yami Era Ayiji Sero Belo Pikan Sabu Le Suro Tinoro Tidima Badatu Nayawa A John Miu John Tong Ke Cha Han Le Halaya Amandia Le Future The Chat Did Do Julo Nam Amandia Go Hong Kong View Hello Sura Pian Kaya Tong Hemani By Yen Do Nene Do Tong Wow Rocket to their Pun Tong Yard Ruby the Ching a Tiny Adwema, you shall see that home Pyongyang. Rodiniama, the Roale Abachi Chende, Kurame Penchende, so a Chenga Ludia. A general Edda who be the Tayaki Tanaho, knitting Kurome, be the Nabema. A poor Chingma, General, the Tongaro. A Jin Tom Hodobu, Senoro, the Ajoni Bababi, Uro Sene Pison, the near Bababi, Subida Drua, Titi Kane, Ella Job at Tambolo, the Papiola, Abenia Bella, Dabe Lolo. A king could do it, Anna, a Saruna, Popiana, Ma, Tadana. Tiêu con khít lên là khai cho nó tay áo ho con đây rồi cô ta thằng nào tiêu con rồi khen là hậu quả mẹ cái su tong đấy cái su tong là mà con vào đây đủ thâu bị đó miễn gì miễn khuất này su tong đây rồi gì cha nó là tay áo tùy bù rồi khan sang Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn Evangelia tiên năng chiến hà lũ gì tuột ở quê si gồm tê khả ra si để ajen ami ajen tuột này ama khả lộ mà ya vào hu ajen chỉ là cái khen khuyết đòi ye garu là mita đồ sinh hoạt ya còn sinh hoạt nói u sầu mô cụ khan u cha ya này cái khen khuyết đòi ye lệ quá cả đại fit để attet pe mà Mimi do ya attet do set ka anayami. Sulu dia sudah pindah kaya berubi. Mungkin saya mesti dia jawab dia karai pet tidak terjadi. Dia terus karai. Kani si sela dia jiwa jom senora keden cia deh. Di karai boma ati khane te khen khu do ne tu chira atu ruti ya me sudah cek ke pa na jang di
င်္ဂန်ပြီးမဲ့နေ့မှာသင်္ကန်းတော်ခါလာပပလေးဝတ်ပြီးတော့စီလေအနတ်ဗျာနတ်နဲ့တိတ်မကရှိကြနဲ့ဟာအဲ့ဒါလေးခေါင်းဒါကပုပ်ပြပွဲဆိုပွဲတော့မှအိမ်ပြန်ရင်တော့ပွဲတော့မှခေါင်းအေးမပါခေါင်းဖတ်မပိုင်မှပြင်လို့ချင်းလို့မျိုးရတယ်ခေါင်းမောင်လေးဆုတောင်းပြီးတော့နည်းနည်းလေးခေါင်းအေးနည်းနည်းတောက်ပြီးဆိုရတာကရှောပါသွားပြီအဲ့ဒါတတိထားရမယ်နော်တော့ကျင်းလိုမျိုးတွေကအကြီးချင်းကအဲ့ဒါမှရှိတယ်။အဲ့ဒါတိတ်ခရတရားနဲ့တိတ်မဟုတ်တော့နော်။အကြီးကျယ်စုတောင်းပြီးတော့ဟောင်းနေပါလေမူးပြီးတော့လက်ဒီခြေထောက်တွေပေါ်ပါလာတယ်ဆိုတော့လည်းတိတ်မကောင်းပြန်ဘူး။ရှားရတဲ့တွက်လာတယ်ဆိုတော့တိတ်မဟုတ်ချင်းပြန်ပေါ့။ဆိုတော့ကျွန်တော်တို့အနာအများကြီးရှင်းထားရမယ်ဆိုတဲ့သဘောပါ။အဲ့ဒါကြောင့်မေရောတခေမလေးရအကြောက်အရွယ်မရှိပဲနဲ့တိတိချာချာဆုံးဖြတ်ချက်ချရတဲ့မေတော်သူကဘုရားမေတော်ဖြစ်တော့မယ်ဆိုတဲ့ချိန်မေသူမှလည်းအကြံမကောင်းဘူးကိုရောရှိတဲ့နောက်ကပတ်တော်အတိုင်းဖြစ်ပါစေအမင်းတော်အတိုင်းဖြစ်ပါစေဒါပဲဒါနဲ့ဘုရားသခင်ရဲ့ကြီးတော်နဲ့ဒီကေတင်ချင်းလုံးငါကေတင်ရှင်ကိုသူ့ရဲ့ဘိုင်းမှာဝေပိုက်နိုင်တယ်မွေးဖွားတန်းဆင်ပြီးတဲ့နေရာတော့နွားစာပေါ်ပြီးတော့မလာပါဘူးဒါနဲ့ကြီးတော်နဲ့ပြည့်စုံတယ်ဒီအဆောက်အဦလှလေးဒီဘရင်နန်းတော်တွေကိုသူပဲဆောက်လုပ်ပြီးအမေတော့ဘာဖြစ်လို့နွားစကွတ်မှာမွေးဖို့တေချာရွေးထားတာလေကေတင်ချီလုံးကနွားစကွတ်ထဲမှာစားပြီးမွေးဖွာလာနာဇရက်မြို့သူမြို့သားတွေနဲ့အတူနေပြီးတော့တရားဟောရှာသူကတေခါတဲ့နေရာတော့မွေးရထူပေါ်မှာ ACC အကောနဲ့တည်တာမဟုတ်ဘူးကဝရီတောင်ကုန်းပေါ်မှာသမင်းမစားရေမတောက်ဘိုက်စားခေါ်အားပြက်ကားတိုင်ထားနောက်မှပဲအတီခါအတီသက်ခံရတယ်ပြီးတော့လည်းပဲနောက်ဆုံးအိုဖဖေယာဒီလူတွေကိုပနာတော်မပါခွတ်လို့တော့သူတို့ဘာလို့လဲဆိုတော့သူနားမလဲရှာဘူးဒီလောက်ထိပြောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အဲ့ဒါကြောင့်ပုဂ္ဂိုလ်ဆိုတာတော့ဖြစ်ပုဂ္ဂိုလ်သုံးပါးဘုရားဆိုတဲ့ဖြစ်တယ်လူလည်းဖြစ်အဲ့အခုသင်္ကန်းလေးတော့ဝတ်ဆင်တော့မယ်သင်္ကန်းလေးဝတ်ဆင်တော့ကောင်းတယ်ရည်မှန်းချက်တစ်ခုတော့ရောက်ပြီကိုယ်ရင်ပဲသွားကိုယ်မြတ်ရင်ပဲသွားအဲ့ဒါတော့အနည်းအထိုင်အားဖြင့်သိတိခံရတော့မယ်ကျွန်တော်တို့ရဲ့ဘဝသိတိခံခြင်းနဲ့တာဝနာပြင့်ပွားတာအပြော့ဟောအောင်လို့လည်းဖြစ်ချင်တော့ဖြစ်မယ်ဆရာတော်တရိယာကြီးလည်းယောမာလာတဲ့တင်တိဖုံးကြီးတပါးပါတဲ့ကဲလို့တဲ့တော့ဘယ်လိုသမင်းစားလဲမသိဘူးဘယ်လိုဒီသူတန်းစင်ပြီးတော့လည်းမတွေ့ဘူးဘုရားဆွေသမင်းတော်ကျွေးတယ်လားမသိဘူးခန်းရှာတယ်ပြုံးရှာအင်းဒီတွားပြီးတော့နေတင်တယ်လူနာရီကိုကောင်းစီတည်တဲ့စုတောင်းပြီးစုခုမှုစုမဒီမိဘမဲ့ဒီကိုလည်းပဲကောင်းမွန်သူကနေတင်တယ်ဒါမဲ့အကြည့်ကျတော့တရားဟောတာတော့မဟုတ်ဘူးအဲ့ဒါကြောင့်လူဘာသာသူဒီမကောက်ဘူးတခြားဘာသာတွေလည်းဒီသာသနာပြုပြင်တိဖုံးတော်ကြီးတရားတော့ကျွန်တော်တို့သမာကျမ်းစာထဲမှာဖတ်တဲ့ယဟန်သာရီသခင်ခရစ်တော်ကြီးလိုပါပဲ
ဆိုပြီးတော့ဘာသာသူပြမဟုတ်တခြားဘာသာတွေကတစ်တီခါလဲကြွားလဲမကြွားဘူးလိုအပ်တဲ့အရာပြီးရလဲပဲစီးစိုးတင်ဖို့လည်းမကြိုက်ပြန်ဘူးပြီးမှလည်းသူများမသိရှိခြင်းဘူးဒီလိုနဲ့ပတ်တော့ကိုသာသနာပြုသွားတော့သူတို့တွေပြန်သွားမှပဲအဲ့ဒါတွေကပေါ်လာတယ်ဆိုတော့ဖာကယ်ဘတ်ဆိုရပါလေဆိုတော့သူရဲ့ခြေနှင်းခုံလောက်တတ်မှတ်ထားတဲ့အရာထဲမှာတော့ပိုက်ဆံစုထားတာဟုတ်သူအခါထဲမှာတစ်တက်ထဲမှာတော့ခတ်တာမဟုတ်သူရဲ့ခြေနှင်းခုံပုံစံနဲ့တန်တစ်တာအဆုပ်ပြတ်ထားတော့ပေါင်းခံသူပြန်သွားတဲ့အချိန်မှာသူကအစားထိုးမဲ့ထုံးကြီးဒီစီဆယ်ရေးရှိတော့ငါပြန်သွားပြီဆိုရင်ဒီတစ်တာထဲမှာတစ်တာကိုဖွင့်ကြည့်လိုက်ပါအတုံးတင်တယ်လို့တဲ့တယ်လို့တုံးကြပါဒါနဲ့အလကားတော့မတုံးမဖြူးကြနဲ့လို့တော့မှာအလကားဆိုတော့အနေနဲ့အခုနပြောသလိုပြောပြီးဆိုတော့ခုနပေါင်းရီတောင်းတာနဲ့အမဲကောင်းစားတာနဲ့လက်ဒီစီရာတွေတွတ်လာတာနဲ့ဒါမျိုးမဟုတ်ဘူးအစာစော်ရမယ်စုကောင်းရမယ်အဲ့ဒါကိုမုစုဘူးမုစုမဒီစေတာဒီကျမ်းနာနာမချစ်တဲ့လူတွေကိုပူမီဘူးဆိုတဲ့တော့လေကုရ်အာန်ဟာချင်းခြံလတ်ထားခြင်းဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းလူမျိုးတွေကပြိုရတဲ့မျိုးတစ်ခါကြတော့ရွာတို့ရွာမှာဘုရားကျောင်းအတွက် project ကြလာတယ်ဆရာတော်လည်းဒီလောက်ကြတယ်ဒီလောက်နဲ့ဆောက်ရမယ်โอเคပိုက်ဆံအပ်တယ်တို့ယုံကြည်လို့သူတို့ကအားပြလို့ဒီ project ထဲမှာဆက်ပိုက်ဆံနဲ့ဝတ်ဒီတက်တီတော့ပွဲလို့ကြတာဒီမှာကောင်းတဲ့ portion ပိုက်ဆံတွေsoit ကုန်သွားပြီအဆုံးမရတယ်နေတော့ဟာဝတ်ဒီတက်ကိုပွဲလို့ပိုက်ဆံဘို့ဘုရားကျောင်းအတွက်ဘာဖြစ်လို့စားတော့တာပြုံးတီးတာမဟုတ်ဘူးတအားပြောလို့အားပြောလို့ဆိုတော့ဘာမှဆုံးဖြတ်လို့ရအဲ့ဒါလူရတယ်ဆိုဒီလိုကိုယ်ပဲထဲတော့မင်းတွေဝတ်ဒီကြစ်ဒီတဲ့ရောင်းပြီးတော့ထဲတော့ပြောနေရတယ်နော်တအားပြောလို့စားတော့နေရတယ်ဆိုတော့ချင်းလိုမျိုးကြီးရဲ့နေလန်ကောင်းလားမသိဘူးအဲ့ဒါလည်းတတိထားရမယ်ချက်ဖြစ်ပါဆိုတော့ကျွန်တော်ဒီကနေ့သင်္ကန်းတွေဝတ်တော့မယ်သင်္ကန်းကကားရည်ရဲ့အမတ်အတာဖြစ်တယ်ကားရည်ခရီးကိုရှောက်ရမယ်ကားရည်ချမ်းတဲ့ခင်ဖြစ်တော့ကဲတင်ရှင်လူနေရတော့မယ်ကိုယ့်အတွက်ကြောင့်သူများကိုကဲတင်ရှင်ပြီးနိုင်ရမယ်ဆိုတဲ့သဘောဖြစ်တယ်အဲ့ဒါကြောင့်မို့စုတောင်းခြင်းနဲ့ကားရည်ထမ်းခြင်းနဲ့ရည်ပြုံငါလူနေနိုင်ပြီးတော့ဝန်းကျင်မှာရှိတဲ့အကူအညီလူတဲ့လူတွေကိုအချင်းမရွေးစုတောင်းခြင်းနဲ့ကုသိုလ်ပြုခြင်းနဲ့ခင်ခရစ်တော်ရဲ့ကောင်းမှုကုသိုလ်တွေကိုသူ့ရဲ့နိုင်ငံတော်ကိုကျွန်တော်တို့တက်တည်ခံနိုင်အောင်ကြိုးစားကြစို့